အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကကျွန်တော်ရဲ့ vlog တစ်ခုတော့မဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံအတွက်ပေါ့နော်အရေးကြီးတဲ့အခြေအနေတစ်ခုသတင်းတစ်ခုအနေနဲ့ information ပေးတဲ့အစီအစဉ်တစ်ခုလို့သတ်မှတ်ပေးပါဘယ်အကြောင်းအရာလဲဆိုတော့ကျွန်တော်တို့လက်ရှိပေါ့နော်မြန်မာနိုင်ငံရဲ့အထူးအဖြစ်ရန်ကုန်ဒေသပေါ့နော်ရန်ကုန်ဒေသရဲ့ငလျင်ဘေးအနေနဲ့အတွက်ကိုကြိုတင်ပြင်ဆင်နိုင်မှုအတွက်ကိုကျွန်တော်ဒီအစီအစဉ်လေးရနေပြီးတော့ကြိုတင်တတိပေးအကြောင်းကြားခြင်းဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တခုပဲမြစ်တာရက်ခံချင်တာကကျွန်တော်တို့ဒီလက်ရှိပေါ့နော်မြန်မာနိုင်ငံမှာလို့နော်ဝါဒဖြန့်နေတာလည်းမဟုတ်ပါဘူးကြောက်တရားတွေရိုက်သွင်းနေတာလည်းမဟုတ်ပါဘူးကိုယ်နိုင်ငံကိုလူမျိုးမှာကိုယ်နိုင်ငံသားတွေပေါ့နော်ဒုက္ခမရောက်စေချင်တဲ့အတွက်ကြောင့်မို့ဒီအစီအစဉ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့တခုပဲပြောချင်တာကအစီမပြေဘူးဒီပေါ်မှာနားလည်ဖို့မပေးနိုင်ဘူးဆိုရင်ခုတည်းကမကြည့်ပါနဲ့အဓိကအရေးကြီးတဲ့လူတွေအတွက်ကိုကြည့်ကျင်တဲ့လူတွေကြည့်ကြပါလိမ့်မယ်ကျွန်တော်တို့ရှေ့အရင်ပေါ့နော်ကျွန်တော်ပြောခဲ့တဲ့ vlog တွေထဲမှာလည်းဒီရန်ကုန်ငလျင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တခါလေးပြောခဲ့မှုတယ်စကိုင်းငလျင်ပြီးတဲ့အချိန်မှာပေါ့နော်အဲ့ဒီအချိန်တော့လည်းလူတွေတော်တော်များဗာရေးကြလဲဆိုတော့မင်းကဆရာကြီးလားပေါ့နော်မင်းကဆရာကြီးလားပေါ့ဒီငလျင်ဆိုတာမတူမှကြိုတင်မသိနိုင်ဘူးပေါ့နော်မင်းတို့ဖျဲမချောက်နဲ့လို့မင်းတို့ကြောက်တရားကြီးလာမပေးနဲ့လို့အမျိုးမျိုးသော comment အဆိုးတွေပေါ့များစွာတွေ့ရတယ်အဲ့ vlog ကိုပြန်ကြည့်နေတွေ့ကြပါလိမ့်မယ်အဲ့တော့တနည်းအားဖြင့်အဲ့တုန်းကကျွန်တော်တို့စကိုင်းငလျင်ပြီးတဲ့အချိန်မှာပေါ့ကျွန်တော်တို့ကကြောက်တော့ရန်ကုန်နဲ့ပတ်သက်ပြီးတော့ဖြစ်ပါစေဆိုတဲ့ဟာမျိုးမဟုတ်ဘူးဗျကျွန်တော်ဒီနေရာမှာနားလည်မှုလွဲနေတာဗျကိုယ်နိုင်ငံဗျကိုမွေးဖွားခဲ့တဲ့နေရာဒေသဘယ်သူမှဖြစ်စေချင်ပါလေဖြစ်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဟာကိုကြိုတင်ပြီးတော့ကာကွယ်နိုင်အောင်ဆိုကျွန်တော်တို့ HC vlog တို့ကကျွန်တော်ပြောခဲ့တယ်ဒီလိုပဲပြောမှဆိုရင်လူတွေရဲ့ PP ရောစိတ်နေပဲပေါ့နော်ပြောကြတယ်ပါကြတယ်ကျွန်တော်လည်းမျိုးစိတ်ကြတာပေါ့နော်တနည်းအားပြောမှဆိုတော့မင်းဘာနာလဲမင်းကဆရာကြီးလားဘာလားဆိုတဲ့ဟာမျိုးပေါ့အဲ့တော့တချို့တွေလည်းအကောင်းအနေနဲ့မြင်တတ်ကြပါတယ်အဲ့တော့ဒီနေရာမှာကကျွန်တော်တို့ထပ်ပြီးတော့သတိပေးစရာအကြောင်းရှိတာကကျွန်တော်တို့ကပြည်တွင်းမှာနေတာတဲ့ဆိုင်ပြည်ပမှာနေတဲ့ခါကျတော့ဒီမိုးလေဝသနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေပေါ့နော်တနည်းအားဖြင့်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီ AI နည်းပညာတိုးတက်လာတဲ့အချိန်မှာလည်းကျွန်တော်ဒီမှာ application ပေါင်းများစွာ software ပေါင်းများစွာကျွန်တော်တို့အသုံးပြုတဲ့အခါမှာအရေးကြီးတဲ့အချက်လေးတွေတွေ့သွားတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒီနေ့ရန်ကုန်ငလျင်ဆိုတဲ့ခေါင်းစဉ်လေးတော့ထပ်ပြီးပြောချင်တာပေါ့နော်အဲ့တော့လက်တလုံးမှာလည်းကျွန်တော်အဲ့အကြောင်းအရာကိုပြောဖို့အတွက်ကိုကျွန်တော်စဉ်းစားခဲ့တယ်ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဆိုရှေ့မှာကျွန်တော်တခါပြောခဲ့မှုတဲ့အတွက်ကြောင့်မလို့လူတွေရဲ့အကောင်းမြင်တဲ့စိတ်ကနေတဲ့အတွက်ကြောင့်မလို့ဒီအပေါ်မှာတော့ပုံမှန်လင်းပြောရင်ကျွန်တော်တို့ဒီနိုင်ငံမှာနေတာ USA မှာနေတာတကယ်တမ်းမြန်မာနိုင်ငံမှာဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အနေသားကြီးကျွန်တော်ပြပြတာပုံမှန်လင်းပြပြပါတော့ဒါပေမဲ့ကိုယ့်လူမျိုးတွေကိုယ့်နိုင်ငံသားတွေဒုက္ခရောက်မဲ့အရေးလို့ကျွန်တော်တို့ဒီတိုင်းလက်ပိုက်ကြည့်နေလို့တော့မနေနိုင်ဘူးပေါ့နော်ဒါကျွန်တော်တို့လူသားချင်းစာနာတဲ့စိတ်နဲ့ပေါ့ဟုတ်နောက်တစ်ခုကဘာလဲဆိုတော့တကယ်ဖြစ်ခဲ့ပြီးရှိတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကကယ်ဆယ်ရေးစနစ်နောက်တိုင်းပြည်ရဲ့တိုးတက်မှုဖွံ့ဖြိုးမှုအဖက်ဖက်အစအရာကပြောမှဆိုရင်တော်တော်နှိမ်ပါနေတာဒါစကိုင်းမှာဖြစ်ခဲ့တဲ့ငလျင်ကဥပမာပဲအဲ့တော့လက်ခံရင်တဲ့လူလက်မခံရင်တဲ့လူလက်မခံတယ်ပေါ့နော်လောလောဆယ်ကိုကျွန်တော်ဘာကြောင့်ဒီနေ့ထပ်ပြောရလဲဆိုတော့ပြီးခဲ့တဲ့ရပ်ပိုင်းလေးအတွင်းရပဲရန်ကုန်မြို့မှာတော်တော်များများငလျင်လှုပ်ခတ်သွားတာနဲ့ပတ်သက်ပြီးတော့ဒါလေးကိုတတိထားမိအောင်ဒီစီစဉ်ကိုထပ်ပြီးပြောပြတာပေါ့နော်။ရှေ့မှာစဉ်းစားခဲ့ရဆိုတာကပြောရင်ကောင်းမှပြောရင်ကောင်းမလားဆိုတာကလူတွေရဲ့စိတ်ထဲမှာဒီကျွန်တော်တို့ဘာပဲပြောအကောင်းမမြင်တဲ့ဘက်ကတနည်းအားဖြင့်ပေါ့နော်ကောင်းမြင်တဲ့လူကတော့နားလေလူကရှိတယ်။တချို့ကျတော့နားမလည်ဘူးဆိုတာကပြောမှဆိုရင်တော့နည်းနည်းတစ်ဖက်ပိတ်ပေါ့နော်ပြောရင်တစ်ဖက်ပိတ်ဆိုတာတချို့တွေပြောမင်းတို့ကဒီဘက်ကိုမဟုတ်ဘူးကျွန်တော်တို့အခုပြောနေတဲ့ကိစ္စမှာအနီတွေဟိုဟာတွေအဖြူစိမ်းတွေဟိုပါတီဒီပါတီတွေမဟုတ်ဘူးနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့အရေးပြောပြနော်ဟုတ်ပြီဟုတ်အရင်ဒီနေ့စကားတွေတိတ်ပြီးတော့ရှေ့မနေတော့ဘူးပေါ့နော်အဲ့တော့ဘာကြောင့်ဒီအကြောင်းအရာပြောပြလဲဆိုတဲ့အခါကျတော့ရန်ကုန်ငလျင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်Facebook မှာပေါ့နော်တကယ်ကိုတတ်သိနားလေတဲ့ပညာရှင်ကနေတင်ပြထားတဲ့အကြောင်းအရာလေးပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေရာမှာ Facebook ဆိုတဲ့အတိုင်းအတာမှာတချို့တွေမြန်မာနိုင်ငံမှာကဘာခက်ခဲရှိတာလဲဆိုတော့စာဖတ်ရမှာအရင်ပြင်းရတယ်ပေါ့နော်စာတစ်ခုကြည့်လိုက်ပြီးဆိုရင်စိတ်ဝင်စားစရာမကောင်းဘူးတနည်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ပုံမှန်မြင်နေကြကိုသိကျင်တော့ပွဲမျိုးမဟုတ်ဘူးဆိုရင်ကြည့်လိုက်တယ်ဒီနေ့လေး scroll down လေးဆွဲကြည့်လိုက်တဲ့အခါမှာအရန်ရှည်နေဒီပေါ်မှာကြော်သွားကြတာများတယ်တကယ်တမ်းကျရင်ကျွန်တော်တို့အရင်တော့အလိမ်မာစာမာရှိဆိုပြောတာအခုကအလိမ်မာစာမာရှိမဟုတ်တော့အခုအလိမ်မာ Facebook မှာရှိနေတာဒါပေမဲ့
Facebook မှာရှိနေတယ်ဆိုတဲ့အတိုင်းအတာမှာကဘာဖြစ်တာလဲဆိုတော့လူတွေကဒီအပေါ်မှာသုံးတဲ့အခါမှာထိထိမိမိတကယ်တမ်းအကျိုးရှိတာမသုံးနိုင်မဲနဲ့ကိုဒီနေ့ပြောမယ်ဆိုတော့ Facebook ကဟို social အတွက်ပေါ့နော်ကိုယ့်အတွက်ငွေရဖို့ဆိုတဲ့အရာတစ်ခုကိုပဲအဓိကထားပြီးသွားနေကြတာဟုတ်ပြီအဲ့တော့ဒီနေ့ဒီချိန်မှာကတိုက်ဆိုင်လို့ပေါ့နော်ကျွန်တော်အဲ့ဟာလေးကိုမြင်ခဲ့တာတော့ကြာပြီဒါပေမဲ့ကျွန်တော်ဘာကြောင့်မပြောသေးတာလဲဆိုတော့ပြောရင်အပူဖြစ်မှာစိုးလို့ပေါ့နော်ဒီမှာတော့ပြောဖို့လိုအပ်လာတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့မှာတော့ဒီ Myanmar News and Knowledge ဆိုတဲ့ page ကတင်တဲ့ဟာလေးကိုကျွန်တော်အစအဆုံးဖတ်ပြမယ်ပေါ့နော်ဘာကြောင့်ဖတ်ပြတာလဲဆိုတဲ့အခါကျတော့ဆိုတော့ကျွန်တော်ပြောလို့ပေါ့စာဖတ်မှာပြင်းတဲ့လူတွေရှိတဲ့အတွက်ကြောင့်မလို့တကယ်လို့ YouTube မှာဆိုရင်ကိုရီးယားလည်းတနည်းအားဖြင့်ပေါ့နော်ဟိုကျွန်တော်စာဆိုရင်လည်းအခုဒီမှာကျွန်တော်မြန်မာနဲ့စာဖတ်နေရပြီမြန်မာမှာပါကျွန်တော်သိမမြင်ရတော့ဘောနော်ဝါတာလေးဖြစ်နေတဲ့အခါကျအဲ့လိုမျိုးကိုလိုမျိုးပဲဖတ်ဖို့အခက်အခဲရှိတဲ့လူတွေဆိုရင်ကျွန်တော်ဒီ channel ကနေဆိုရင်အတန်လေးနားထောင်လိုက်ရုံနဲ့ဒီအကြောင်းအရာကိုသိတဲ့အခါမှာခုလက်ရှိအနေအထားနဲ့ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေအတွက်ကိုကြိုတင်ကာကွယ်နိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီနေ့ဒါလေးကိုရှင်းပြပြီပေါ့နော်โอเคဒီနေ့စီစဉ်စလိုက်ကြပါဒီမှာဘယ်လိုရှင်းပြတာလဲဆိုတော့စကိုင်းပြက်၍တောင်ဘက်စွန်ရှမ်းကုန်းပြင်မြင့်တကြောပြက်၍များဖီအားစတိုက်တိုးနေစေတဲ့မက်လာ28ရက်နေ့ကလှုပ်ခဲ့တဲ့ M7.7 စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲဖီအားတွေဟာလုံးဝမကုန်သေးပါဘူးတဲ့နိုင်ငံတကာနဲ့ဒေတာအတွင်း station များကတိုင်းတာဖြန့်ဝေပေးထားတဲ့ GNSS ဂျိုတုတိုင်းတာမှုနဲ့ငလင် data ပေါင်းဆက်သုံးသပ်ချက်အရအရေးကြီးတဲ့ဇုံနှစ်ခုမှာအနေဟာဇက်တိုက်တိုးနေပါတယ်ဟုတ်ပြီဟုတ်ဒါကတော့ကျွန်တော်ပြောလို့ပေါ့နော်ဒီနိုင်ငံတကာမှာရှိတဲ့ data အတွင်းဒီ station တွေကနေဖြန့်ဝေဆိုတော့ကျွန်တော်တို့နိုင်ငံမှာကနည်းပညာတိုးတက်မှုအရင်အားနေတယ်တော်တော်လေးလည်းနောက်ကျနေတယ်တော်တော်လေးလည်းနောက်ကျနေတဲ့အတွက်ကြောင့်မလို့တော့ဒီလူ data အချက်လက်တွေအပေါ်မှာတော့မြန်မာနိုင်ငံအနေနဲ့အားနေတဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်ဒီဟာလေးကိုသိတတ်ပါတော့ဒီနားလဲတဲ့လူကတေချာလေးရှင်းပြတာကိုပြောပြတာပေါ့နော်အဲ့တော့နေတိုင်းတတိပေးပြောပြနေလို့ငလျင်ကြီးကနေချင်းညချင်းချက်ချင်းမလှုပ်သေးပဲကြာနေရင် page ကို unfollow လုပ်ချင်အောင်တဲ့ကျွန်တော်တို့ကလည်းအထူးနှိုးဆော်တတိပေးနေရပါတယ်တဲ့နော်ဒါရှင်းတယ်စေတနာပါပဲနော်အန်ဒီရရှိရင်ရှိတယ်နော်အချိန်နဲ့အမျှရလာတဲ့အချက်လက်တွေကနေတွက်ယူစစ်ဆေးပြောပြအသိပေးနေတာပါတဲ့နော်ဘာထပ်ရေးထားလဲဆိုတော့ဒီနေ့တဲ့စကိုင်းပြည့်၍မတ်လ28ရက်တောင်ဘတ်စွန်းအကွဲကြောင်းအနီးပဲခူးမြောက်ပိုင်းကြောက်တကားပိန်ရွေကုန်းကြောက်ကြံပြည့်၍အရှိတ်ဘက်တကြောရှမ်းပြည်နယ်ဟိုမိန်းနဲ့ကရင်ပြည်နယ်ဖတ်ပွန်စတဲ့ဒေသတွေမှာတဲ့ M1.8 2.8 အဆင့်ငလျင်ငယ်များဇက်တိုက်လှုပ်ခတ်နေခဲ့ပါတယ်တဲ့ဒါကိုဘာကိုပြနေလဲဆိုရင်တဲ့ဇုံ1စကိုင်းပြည့်၍တောင်ဘက်ပိုင်းတဲ့ M7.7 ငလျင်ကြီးကအပြည့်အဝမပေါက်ကွဲခဲ့တဲ့ဖီအားများဟာကြောက်တကားပဲခူးပတ်ဝန်းကျင်မှာဆက်လက်စုဆောင်းနေသေးပါဒါကြောင့်လာမဲ့မဝေးတော့တဲ့ကာလအတွင်းအမြန်ဆုံး2လမနှေးမမြန်6လအနည်းဆုံးတစ်နှစ်ကျော်အတွင်းနော် M6 ကနေ 6.5 အဆင့်ငလျင်တစ်ခုဖြစ်လာဖို့အလားအလာဟာပိုပြီးမြင့်တက်လာနေပါတယ်တဲ့တက်ရောက်နိုင်ခြေအများဆုံးပဲခူးတောင်ငူဖြူးမသည့်ရန်ကုန်မြောက်ပိုင်းအထိရှိပါတယ်တဲ့နော်ဇုံနှစ်ကတော့ရှမ်းကုန်းပြင်မြင့်ဆက်တကြောတဲ့နော် M7.7 ရဲ့တွန်းအားကြောင့်ရှမ်းကုန်းပြင်မြင့်နဲ့မြေပြန့်မြေနေပိုင်းအနားသက်ဖြစ်နေတဲ့ရှမ်းတောင်တန်းပြည့်ရွေးကစပြီးကြောက်ကျန်းအလဲရှမ်းကုန်းပြင်မြင့်ပြည့်ရွေးတွေဟာမတိမငြိမ်ဖြစ်နေသေးပါမန္တလေးနေပြည်တော်နဲ့ပဲခူးမြောက်ပိုင်းတို့နဲ့နွဲနေတဲ့ရှမ်းတောင်တန်းပြည့်ရွေးစုတွေတစ်ခုခုမှများအခက်မသိလို့နော် M5 ကနေ6အဆင့် moderate အဆင့်ငလျင်တွေဝင်လာခဲ့ရင်အနက်တိမ်မှာလှုပ်နိုင်တာကြောင့်ပြန်လည်ထူထောင်ရေးနဲ့ပြင်ဆင်ရေးမပြီးသေးတဲ့အဆောက်အအုံတွေသတိပြုဖို့လိုအပ်ပါတယ်ဒီအချက်တွေအတွက်တဲ့မတ်လ28ရက်နေ့ဒဏ်ခံပြည်သူများကိုအားနာပေးမဲ့ခန်းစားချက်နဲ့ကာထားဖောထားလို့မရတဲ့သိပ္ပံနီးကျအချက်လက်တွေကတွက်ယူရရှိတဲ့အချက်လက်မှုအစိုးရိမ်မလို့မဲ့တတိလေးပို့ထားနိုင်ဖို့တင်ပြတာပါနော်ဒီမှာပြည်သူများအတွက်ကြိုတင်တတိပြုပြင်နိုင်ရန်တဲ့နော် action တွေရေးထားတာကလက်ရှိအခြေအနေမှာကြိုတင်တတိပြုပြင်ဆင်မှုကအကောင်းဆုံးကာကွယ်မှုပါဒီအကြောင်းအရာလေးကတော့တကယ်မှန်ပါတယ်ဟိုဖြစ်တည်ရှိတော့မဖြစ်တည်ရှိတော့ဘောနော်မဖြစ်တာတော့အကောင်းဆုံးပဲဖြစ်သွားခဲ့သည်ရှိတော့ဘာလို့ကြမလဲဆိုတော့အတိုင်းအတာနဲ့ဖြစ်လာမှကျွန်တော်
လောက်ထားတဲ့မဖြစ်ခင်မှာကြိုတင်ပြင်ဆင်မှုကအကောင်းဆုံးကာကွယ်မှုပါနော်မက်လာကလှုပ်ခဲ့တဲ့ထံကြောင့်အကြောင်းတွေရှိပြီးပြန်လည်ပြုပြင်ထားခြင်းမရှိဘဲပျက်စီးနေတဲ့အဆောက်အအုံတွေမှာနေထိုင်ခြင်းအနီးနားမှာရှိနေခြင်းကိုရှောင်ခြင်းပါတဲ့အရေးပေါ်အိတ်ပြင်ဆင်တဲ့အလေးကျင့်ရှိထားပါရေမီးအိမ်ဓာတ်မီးနော် first aid နော်အရှိဥဒုနာပြုပစ္စည်းနော် money ငွေသားစတာတွေပါဝင်တဲ့အရေးပေါ်အိတ်တွေကိုမိသားစုတိုင်းပြင်ဆင်ထားတဲ့အလေးအကျင့်ထားရှိပြီးအနီးနားမှာထားပါတဲ့နော်တကူရန်ကိုလည်းတတိထားပါတဲ့ဒါကလည်းလက်ရှိမြန်မာနိုင်ငံမှာတော်တော်ကိုစိုးရတဲ့ကိစ္စကံဆိုးမှသွားရမိုးလဲလို့ရွာဆိုတိုင်းတာပဲနော်ဟုတ်တကူရန်ကိုလည်းတတိထားပါဆိုလက်ရှိမြန်မာနိုင်ငံမှာအဲ့တကူကြိုးကိစ္စတွေအခုထိမပြီးပြတ်သေးဘူးဘေးလို့ရမှာတဲ့နော်စုရက်တတ်မှတ်ပါတဲ့မိသားစုဝင်အားလုံးအတွက်ငလင်လှုပ်ပြီးနောက်စုစည်းရမည့်ပွင့်လင်းသည့်နေရာဘောလုံးကွင်းပန်းချံစသည်တို့ကိုတတ်မှတ်ထားပါတဲ့အရန်ကောင်းတဲ့အကြံလေးပါကျွန်တော်တို့ဖြစ်သွားပြီဆိုတဲ့အခါကျရင်ဘာမှကြိုတင်ပြင်ဆင်မှုမရှိတဲ့အခါမျိုးကျမိသားစုတွေဒုက္ခရောက်အောင်ပဲပေါ့နော်အဲ့တော့ဆိုလိုတဲ့ပေရတော့ဒီမှာသူရှင်းပြတာလေး idea လေးလည်းကောင်းတယ်မိသားစုတွေဆိုတာကဟုတ်ပြီအနည်းဆုံးပေါ့နော်ဟိုးတဲ့ဖြစ်ကြပြီဆိုရင်ကြောက်အားလက်အားနဲ့ဟိုလွတ်ရကြွပြေးကြမှာလေပြေးကြတဲ့အခါကျတော့ချိန်မှာမိသားစုတွေကွဲကွာတဲ့အခါမှာကြိုတင်ပြင်ဆင်မှုဆိုတာကတကယ်လို့ငါတို့ဘယ်နေရာပဲရောက်မိသားစုတွေပေါ့နော်တယောက်တနေရာဖြစ်သွားမယ်ဆိုရင်တော့ဘယ်နေရာဘယ်ဒေသပေါ့ဥပမာဘောလုံးဝင်းဆိုရင်အကြမ်းများပြီးလွတ်တယ်ပေါ့နော်ဒီဘောလုံးဝင်းမှာငါတို့ပြဆုံကြမယ်မင်းလည်းဘယ်နေရာရောက်ဒီဘောလုံးဝင်းကိုရောက်အောင်လားနော်ထားပါတော့အကလေးဆိုလည်းဘယ်နေရာရောက်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တစ်ချိန်ဒီဘောလုံးဝင်းကိုရောက်အောင်လားဒါပဲဘောလုံးဝင်းဒီမိသားစုတွေစုရက်ဆိုတဲ့ဟာလေးပေါ့ဒီနေရာပဲလာရမယ်ဆိုတာဟာလေး idea လေးအရန်ကောင်းတယ်ပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခုကအရေးကြီးပါတယ်တတိချက်ပါတဲ့သိပ္ပံပညာရှင်တွေကငလင်ကိုဘယ်အချိန်ဘယ်နေရာမှာလှုပ်မယ်ဆိုတာတိတိကျကျပြောလို့မရသေးပါဘူးတဲ့ဒါပေမဲ့ဖိအားတွေစုဆောင်းနေတဲ့နေရာကိုတော့တိကျစွာထောက်ပြနိုင်ပါတယ်တဲ့ဒီကနေပဲငလင်ကြီးလာနိုင်တဲ့ဇုံတွေကိုတတ်မှတ်ခမှန်ပေးနိုင်တာပါလာမဲ့လအနည်းငယ်အတွင်းကစပြီးငလင်တန်ခန္ဓာရေးကြိုတင်တွေးဆကတတိဝိရိယရှိနေထိုင်ကြဖို့အားလုံးတိုက်တွန်းပါတယ်တဲ့နော်ဒါဒီ page ကနေတိုက်တွန်းတာအဲ့ဒါလေးကိုကျွန်တော်စမြင်တဲ့အချိန်ပေါ့နော်စမြင်တဲ့အချိန်တော့ငလင်နဲ့ပတ်သက်ပြီးမြန်မာပြည်မှာတော့နည်းနည်းလေးတော့စိုးရိမ်စရာရှိတယ်ဆိုပြီးကျွန်တော် vlog တစ်ခုပြောဖို့စီစဉ်ခဲ့တယ်ဒါပေမဲ့ဆိုတော့ကျွန်တော်တင်ပြလို့ပေါ့နော်ဟိုပြောရင်အကောင်းမမြင်တဲ့လူကများကြကြောင်မလို့ကဲမပြောတော့ဘူးဆုံးဖြတ်ထားပေမဲ့တိုက်ဆိုင်စွာပြီးခဲ့တဲ့ရက်ပိုင်းတည်းရမယ်ရန်ကုန်မြို့မှာငလင်လှုပ်ခတ်နေပတ်သက်ပြီးတော့ဒါကကျွန်တော်တို့အနေနဲ့တော့ပေါ့နော်ဟိုကိုလူမျိုးတွေကိုအတိပေးအကြောင်းကြားခြင်းနဲ့ဆိုတဲ့စိတ်နဲ့တော့တရားကိုထပ်ပြီးတော့ပြောပြတာပေါ့နော်ဟုတ်ပြီဒီနေ့ထပ်ပြီးတင်လာတဲ့သတင်းမှာဆိုရင်ကျွန်တော်ထပ်ပြီးတင်ပြပါမယ်နော်ဒီမြန်မာ news and knowledge ဆိုတဲ့ page ကပေါ့နော်ကျွန်တော်တို့ theme ဟာတဲ့ဘူမိသိပ္ပံနော်ဘာသာရပ်အပေါ်လေ့လာနားလည်မှုကိုတိကျတဲ့လှုပ်ဆောင်ချက်နဲ့တတိပြပေးပါမယ်ကျွန်တော်တို့ကိုးကားရယူထားတဲ့သုံးသပ်ချက်တွေ focusing တွေမှာဘယ်လိုအရေးပါတယ်လဲဆိုတာကိုအောက်ပါအတိုင်းဤပညာပိုင်းဆိုင်ရာခိုင်မာမှုအဆင့်ကနေရှင်းပြပေးပါမယ်ရှမ်းကုန်းပြင်မြင့်နဲ့မြေနှိပ်လွင်ပြင်တို့ရဲ့အနားသက်ဖြစ်နေတဲ့ရှမ်းတောင်တန်းပြည့်ရွေ့စုနော် SCF ပေါ်မှာတဲ့နော်7 to 15 mm နော်နောက်တစ်ခါဒီမှာ uplift creep တန်ဖိုးများဟာတဲ့နော်နော်သူရဲ့ဒီ Jackson စကန် data များကနေရယူခဲ့တာဖြစ်ပြီးတော့တဲ့ GNSS ကရတဲ့10 mm ကျော်တဲ့မြေပြင်ရွေလျားမှုတွေဟာတဲ့မြေအောက်ဖိအားစုဆောင်းမှုတိုးလာနေပြီးတော့ပြည့်ရွေ့တွေရဲ့ပိတ်မိထားတဲ့လောက်အပိုင်းကိုပြင်းထန်စွာတွန်းကန်နေတဲ့သဘောကိုပြသနေတဲ့အချက်ပါတဲ့ဟုတ်ပြီเนาะအဲ့တော့ဒီနေရာမှာသူတို့ရေးထားတဲ့အရေးသားကိုကျွန်တော်ရှင်းပြမယ်ပေါ့နော်ဒီနည်းအားဖြင့်ကျွန်တော်ကိုယ်တိုင်တော့ဒါအခုဖတ်ရင်းနဲ့တကယ်နဲ့ကျွန်တော်နားမလည်ပါဘူးအဲ့တော့ကျွန်တော်တို့ကအဓိကပြောနေတာကကျွန်တော်တို့ရဲ့စိတ်ထဲမှာပေါ့နော်ကြည်နေတဲ့လူတွေပဲဖြစ်ဖြစ်နားထောင်နေတဲ့လူတွေဖြစ်ဖြစ်ဒီကောင်လေးဘာတက်လို့လဲဒီကောင်လေးဆရာကြီးလားမင်းကဆရာကြီးလားမင်းတို့ကဘာလဲဆိုတာထက်စာရင်ဟုတ်ပြီကျွန်တော်ပြန်ပြီးစဉ်းစားလိုက်မယ်အခုဒီ page ကိုကျွန်တော်ဖတ်နေတယ်တင်ပြရသုံးသက်တယ်ပေါ့နော်အဲ့တော့တင်ပြသုံးသက်တဲ့နေရာမှာသူတို့ရေးသွားတဲ့အရေးသားသူတို့ဖော်ပြသွားတဲ့ data အချက်လက်တွေအပေါ်မှာဒါနည်းပညာပိုင်းဆိုင်ရာမှာကျွန်တော်နားမလည်ကျွန်တော်မသိဘူးအဲ့တော့ကိုမသိတဲ့အတွက်ကြောင့်မလို့ငါမသိပေမဲ့တစ်ဖက်သားကိုငါမှမသိတာဆိုတာဒီကောင်လေးချင်းထဲနေတာလားဆိုတာထက်ဟုတ်ပြီနော်ကိုမသိတဲ့အရာတစ်ခုကိုသူတို့သိတယ်ကိုမတက်တဲ့အရာတစ်ခုသူတို့တက်တဲ့အတွက်ကြောင့်မလို့ကိုထက်တော့အရာတစ်ခု
အားတာရဲဆိုတဲ့စိတ်နဲ့ဒီအပေါ်မှာကျွန်တော်တို့လက်ခံပေးတယ်ကျွန်တော်ပြောတာနားလဲလားဆိုလည်းတဲ့ပဲကမင်းကဆရာကြီးလားမင်းကဆရာကြီးလားလို့သူများကိုပြောရတဲ့ဆိုင်ငါတော့မသိတဲ့အရာငါတော့မတက်တဲ့အရာ तू သိတယ်သူတက်တယ်ဆိုတဲ့အရာမျိုးကိုဒီအပေါ်မှာလက်ခံပြီးလို့ရတယ်။ဥပမာကျွန်တော်အရှင်းဆုံးပြပြမယ်။ဟုတ်ပြီ။ဒါကျွန်တော်ကိုကြည့်မရလို့ဒီကောင်ပြောတာလက်မခံဘူးဒီကောင်ပြောတာနားမထောင်ဘူးမှန်တော့ညားလေ။ဟုတ်ပြီနော်။ဒါကကျွန်တော်တို့ကအပြစ်ပြောတာမဟုတ်ဘူး။ရတယ်ဒါပေမဲ့ကိုယ်တိုင်တော့မှခင်ဗျားတို့မိတ်ဆွေတို့အနေနဲ့ဒီလို page မျိုးဒီလို data မျိုးကိုအစအဆုံးသိချဖတ်ပြီးတော့လေ့လာမိသလားသုံးသပ်မိသလားပေါ့နော်။အဲ့တော့ဒါလေးကိုယ့်အကိုစဉ်းစားအမြင်သားကြီးပဲမကောင်းမြင်တဲ့စိတ်မျိုးနဲ့ဒီကောင်တွေကဒါတွေကငါတို့အရှင်းပြောတော့သူတို့ page တွေlike များအောင် follower များအောင်ဒီလိုပဲ opposite side ကနေမြင်နေတဲ့အခါကျရင်တကယ်တမ်းကောင်းတဲ့ highlight လုပ်ပြီးအဲ့ပုံမှာမမြင်ကြတော့အဲ့ဒါကိုတစ်ဖက်ပိတ်လို့ခေါ်တာနော်အဲ့တစ်ဖက်တွေမပိတ်ကြပါနဲ့နော်ဟုတ်ပြီဒီမှာထပ်ပြီးတော့ရှင်းပြမယ်နော် GNSS တဲ့နော် analysis ကနေတဲ့ PR စုဆောင်းမှုအတည်ပြုချက် fault loading ကိုသုံးသပ်ခဲ့တာဖြစ်ပါတယ်ဒါမဝေးတော့တဲ့ကာလတစ်ခုမှာM5.5 နဲ့အထက်ငလျင်ဖြစ်ပေါ်နိုင်ခြင်းအတွက်ဘူမိမြေကြီးကပြတဲ့လက္ခဏာဖြစ်ပါတယ်ဒါစိုးရင်စေကြီးတက်တဲ့သူတွေအတွက် short port သုံးသပ်ပေးထားတာပါတဲ့နော်ဒါ short port ပုံမှန်ဖြစ်မယ်ဆိုတာတက်ကို short port ပြီးသုံးသပ်ပေးထားတာတဲ့အဓိကတာမန်ပြည်သူတွေအတွက်တော့ပမာဏပြင်းအားထက်အတိတတိနဲ့ရှိနေထိုင်နိုင်မှုကသာအရေးကြီးလို့ပါတဲ့ M7.7 ရဲ့တက်ရောက်မှုကြောင့် SCF ပေါ်မှာတဲ့ data segment 0.03 ကနေ 0.15 bar PR ကူးပြောင်းရောက်ရှိနေတဲ့အချက်က USGS NCAR တို့ရဲ့နော် finite fault model များကတွက်ချက်မှုများကိုရယူထားတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုလေးတင်ပြချင်တာကတို့ရဲ့ဒီအခေါ်အဝေါ်တွေတင်ပြတဲ့အကြောင်းအရာတွေကိုတော့တချို့ terms တွေပေါ့နော်တို့ရဲ့ဒီ technical terms တွေကိုတော့ကျွန်တော်လည်းပုံပြောတော့နားမလဲအတွက်ကြောင့်မလို့မှားတာရှိကောင်းရှိပါလိမ့်မယ်ဒီပေါ်မှာတော့နားလည်မှုပေးဖို့အတွက်ကိုကျွန်တော်တခုတော့ကြိုတင်မြစ်တာရက်ခံပါတယ်ပေါ့နော်အခုကျွန်တော်နားလည်လို့လေးဆက်ပြီးတော့သုံးသပ်ပြမယ်ပေါ့ဒီ data segment 0.01 bar ထက်များစွာကျော်လွန်နေတာဟာပြည့်၍ကိုပို့ပြီးလွယ်လွယ်ကူကူချော်ထွက်စေနိုင်တာကြောင့် ready to fall အားပြင်းချော်ထွက်ဖို့အဆင်သင့်နေတဲ့အခြေအနေစီရောက်နေတာကိုသိနိုင်ပါတယ်ဒါကဘာကိုညွှန်ပြနေတယ်လဲဆိုရင်တဲ့ M5.5 plus အထက်ပေါ့နော်အထိငလျင်တစ်ခုကရတပတ်အနည်းငယ်နဲ့လအနည်းငယ်တွင်ဖြစ်ပေါ်စေနိုင်ခြင်းကိုမြင့်တင်ပေးတဲ့အချက်ကိုသိပ္ပံနည်းကျတွက်ချက်ထားတာဖြစ်ပါတယ်ဟုတ်ပညာရှင်တွေကိုယ့်တက်နားလဲတဲ့တတိနားလဲတဲ့လူတွေတင်ပြထားတာနော်ဟုတ်ပြီဒါကတဲ့ PR ကူးပြောင်းမှုနော် column strap transfer CST ကနေငလျင်တစ်ခုဖြစ်ပေါ်ဖို့နှိုးဆွနေတဲ့အနေအထားကိုသိပ္ပံနည်းကျအချက်လက်ကနေပြနေတဲ့လက္ခဏာဖြစ်ပါတယ်ဒီလာထဲမှာရှမ်းတောင်တန်းပြည့်ရွေစုတွေကမြင့်ငယ်အပိုင်းမှာ8ရက်ဆယ်တော်အပိုင်းမှာ14ရက်ကြာတဲ့ငြိမ်သက်နေပြီးဖြစ်တဲ့နောက်မှာ M3.5 နဲ့ M4.6 အဆင့်အနက်တိမ်ငလျင်များပေါ်ပေါက်ခဲ့ပါတယ်တဲ့ဒီလိုငြိမ်သက်နေမှုကအကောင်းငြိမ်မဟုတ်ပဲအားကြီးတာတခုမထုတ်လွှင့်ခင် PR ဆူဆီးမှုဖြစ်ပြီး M4.6 ဖြစ်ပြန်လည်ပေါက်ကွဲမှုဟာ pre-slip ကြိုတင်ချော်ထွက်မှုတို့မဟုတ်ပြည့်ရွေရဲ့ခန္ဓာရည်အားကိုပြော့လာခြင်းကိုပြသနေတဲ့သဘောလို့သုံးသပ်နိုင်ပါတယ်တဲ့ဟုတ်ပြီနော်နောက်တစ်ခါ Rosenberg and Jones model အရာတဲ့နော်ဒီလိုမျိုးလက္ခဏာပြလာပြီးဆိုရင်ကာလတို့အတွင်းဖြစ်နိုင်ခြေ short term probability ကိုတဲ့နော် 30% ကနေ 50% အထိအရေးပေါ်အဆင့်မြင့်တင်ပြီးကြိုတင်တတိပြုနိုင်ဖို့လိုအပ်နေတာကိုပြသနေတာပဲဖြစ်ပါတယ်ဒါကတော့သူတို့ရရှိထားတဲ့နော်ထိုင်းနိုင်ငံကနေပြီးတော့မိုးစလားနဲ့ US Geological Survey USGS နဲ့ EMSC တို့ကနေပြီးတော့တဲ့နော်ရလာတဲ့ဒီ pattern တွေကနေပေါင်းဆက်ပြီးဒီလိုအခြေအနေကြောင့်ဒါမျိုးဖြစ်နိုင်နေပြီလို့တတိထားကြဖို့ဆိုတာကိုအထက်ဆန်းစစ်သုံးသပ်ပြီးမှနောက်ဆုံးအနေနဲ့တတိပေးချက် lag state warning သဘောမျိုးအကြံပြုသုံးသပ်ခဲ့တာဖြစ်ပါတယ်တဲ့နော်ဒီလိုတဲ့နော် GNSS နော်SSD data segment value နဲ့တဲ့နော်reactivation 3မျိုးလုံးကိုပေါင်းဆက်သုံးသပ်ခြင်းဟာငလျင် forecasting အတွက်ကြိုးကြောင်းစီလျော်တဲ့သိပ္ပံနည်းကျအထောက်အထားနော် integrated geophysical assignment ဖြစ်ပါတယ်ကျွန်တော်တို့တဲ့ AI infotainment site ကြိုးပမ်းမှုဟာဒီခေတ်မီနည်းပညာအချက်လက်များကိုတာဝန်သိမှုရှိ
ပေါင်းဆက်သုံးသပ်ခဲ့တာဖြစ်တဲ့အကြောင်းကျွန်တော်တို့သုံးသပ်ဖော်ပြပေးပြီးတဲ့ post တွေကိုတဲ့ဂရုတစိုက်ဖတ်ရှုပေးနေတဲ့ပြည်သူတွေကိုအထူးပြောပြလိုတာဖြစ်ပါတယ်တဲ့ကိုယုံကျင်တာယုံကြည်နေလို့ကြတဲ့လောကကြီးမှာကျွန်တော်တို့ရဲ့စေနာကအချက်လက်အမှန်တွေကိုပြည်သူများသိနိုင်ဖို့ပါပဲတဲ့ဒီနေရာမှာကျွန်တော်တို့ကိုကရယူထားတယ်တဲ့နော် USGS UNA VCO GAXA တို့ရဲ့ data ရင်းမြစ်များဟာအချက်လက်မှားယွင်းနေဆိုရင်ဘယ်အချက်လက်ကိုဘယ်လိုမှားယွင်းနေနဲ့ဘယ်လိုအချက်လက်မှန်ကန်နေဆိုတာကိုသိပ္ပံနီးကြပြန်လဲဆွေးနွေးထောက်ပြပေးနိုင်ကြဖို့ကြိုးဆိုဖိတ်ခေါ်ပါတယ်တဲ့ဒါအရန်ကိုကောင်းတဲ့ဟာပါကျိုးရပြောကြမယ်ဒါသူတို့ page သူတို့ရဲ့ဘာလို့ထားပါတော့like ရရေးအတွက်ကိုသူ share ရရေးအတွက်ဆိုမဟုတ်ဘူးဗျဒါကတကယ်ကိုတတ်သိနားလေတဲ့ပညာရှင်တွေပေါ့နော်ပညာရှင်တွေကဒါသူတို့ရဲ့အကြောင်းကိုမသိဘူးဒါပေမဲ့တင်ပြပုံတင်ပြနည်းရေးသားတဲ့အရေးသားပုံမူတည်ပြီးတော့ဒါကိုကျွန်တော်လက်ခံပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာသူတို့ဘယ်လောက်ထိ challenge လုပ်ထားလဲဆိုတော့သူတို့ပြောတဲ့အချက်လက်မှားယွင်းနေတယ်ဆိုရင်သိပ္ပံနည်းကြပြန်လဲဆွေးနွေးထောက်ပြဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်။ဒါကသူတို့အတွက်ကို granny ပေးနိုင်တဲ့အရာတစ်ခုပေါ့နော်။အားနည်းချက်လိုအပ်ချက်ကိုစီကတော့ဖျားယဟန္တာမဖြစ်သေးလို့ဖြစ်နေရအောင်မှမို့တင်ယူဖြည့်ဆည်းဖို့လည်းအမြဲဆင်သင့်ပါပဲ။ပြည်လူတို့ဘေးကင်းရေးအတွက်ကြိုတင်တတိပြုပြင်ဆင်နိုင်ရေးကျွန်တော်စိတ်စေတနာမှန်ရင်အားလုံးဘေးကင်းတတ်တာမှုဖြစ်စေနိုင်မှုဆန္ဒပြုပါတယ်နော်ငလင်ကိုတဲ့ဘယ်နည်းဘယ်ရက်ဘယ်ချိန်ဘယ်နေရာမှာဘလောက်ပြင်းအားနဲ့လှုပ်မယ်ဆိုတာတိတိကျကျဟောကိန်းမလုပ်နိုင်ပေမဲ့ငလင်ဖြစ်စေတဲ့ပြည့်ရွေတွေရဲ့တမိုင်းကြောင်ပြည့်ရွေတွေမှာဖြစ်လာတဲ့ PR နော်PR တိုးလက္ခဏာတွေကိုစနစ်တကျတိုင်းတာလေ့လာထားတဲ့နည်းပညာတွေနဲ့အညီနဲ့တော့အနည်းဆက်ဆုံးပြင်းအားနဲ့ကာလကိုမှန်းဆတွက်ချက်ပြီး focusing အပြီးတဲ့ငလင်တန်ကြိုတင်ကာကွယ်ရေးနဲ့ပြည်လူထုဘေးကင်းရေးတွေကိုကြိုတင်ဆောင်ရွက်နိုင်ကြတာပဲဖြစ်ပါတယ်တဲ့နော်အဆုံးလေးကဗာရေးတာဆိုအပြုသဘောဆောင်ဆွေးနွေးမှုမပါဘဲကြောင်းကျိုးအခြေမြင့်မဲ့ဝေဖန်မှုများကိုရှင်းလင်းဖယ်ရှားသွားမှာဖြစ်တဲ့ကြောင့်ကြိုတင်အသိပေးရပါတယ်ဆိုဟုတ်ပြီတကယ်ဆိုရင်ဒီအကြောင်းအရာလေးကတကယ်ကိုတန်ဖိုးရှိတဲ့အကြောင်းအရာပါဒါပေမဲ့ခက်တာကကိုအောက်ဆုံးမှာရေးသားတဲ့စာလေးကိုကျွန်တော်ဖတ်လိုက်တဲ့အခါမှာတော်တော်လေးတော့ဒါစီမံကောင်းဖြစ်ရပါတော့ admin ကဗာရေးသားလဲဆိုတော့ဒါသူတို့အနေနဲ့ကောင်းတဲ့အရာကိုတင်ပြတာမိတ်ဆွေတို့အနေနဲ့ကြည့်ရှုနေတဲ့လူအနေနဲ့စဉ်းစားကြည့်ဟုတ်ပြီနော်ဒီအပေါ်မှာရန်ကုန်မြို့ကြီးဖြစ်ပါစေမြန်မာနိုင်ငံဖြစ်ပါစေဘယ်မှာဖြစ်ပါစေဆိုတာမျိုးမဟုတ်ဘူးဖြစ်မှာဆိုလို့ဖြစ်လာရင်ကြိုတင်ကာကွယ်မှုအနေနဲ့လုပ်လို့ရအောင်နားလေတဲ့လူတွေကနားလေတဲ့ဘက်ကတင်ပြတာဒါပေမဲ့တော်တော်များများကျွန်တော်တို့မြန်မာပြည်မှာအခြေခံလူဒန်းစားနဲ့တနည်းအားဖြင့်ပေါ့နော်ပညာမဲ့လူဒန်းစားနောက်တစ်ခုကလူဒန်းစားတည့်ရရှိတယ်ဗျအဲ့လူဒန်းစားတည့်ရက်ကတော့ရှင်းပြတော့ဟိုဘက်ကလူဒန်းစားလို့ပဲကျွန်တော်တဲ့ပြောလိုက်ပါမယ်နော်ထပ်ပြောရင်66ကကြီးရနေဟိုအထိရောက်လာမှာဆိုတော့အဲ့လောက်ပဲကျွန်တော်ပြောလိုက်ပါဟိုဘက်ကလူဒန်းစားဆိုတဲ့အတိုင်းတာကဘာလဲဆိုတော့အဲ့လူဒန်းစားတည့်ရက်ကိုဒီနေရာနဲ့ပြောနေတာကသူကဘာလို့သူကအဖြတ်သဘောနဲ့သွားကြမယ်ဆိုတဲ့လူဒန်းစားတည့်ရက်ဗျနားလေလူပဲဒီဘက်ကထောက်ပြပြအဲ့အပေါ်မှာပဲလုံးဝကိုလက်မခံမဲ့တည်င်းကိုဖုံးပြီးတော့သူတို့နေရာယာရေးသူတို့တီမြဲကြီးအတွက်ကိုပဲအဓိကထားပြီးတော့သွားနေကြတဲ့လူဒန်းစားတည့်ရက်ရှိတယ်အဲ့လူဒန်းစားတွေအတွက်ကြောက်လေမြန်မာနိုင်ငံမှာတော်တော်လေးကိုပြည့်စည်နေကြတာဟဲ့ဘယ်လိုဟာမျိုးလဲဆိုတော့ဟိုဒါဆိုရင် admin ကကောင်းတဲ့ site ကရေးပြတယ်ဟုတ်ပြီကိုဖတ်လိုက်တယ်ဒီအပေါ်မှာနောက်ဆုံးကိုလက်မခံနိုင်ဘူးကိုနားမလည်နိုင်ဘူးပေါ့နော်ဟုတ်ပြီကိုလက်မခံနိုင်ကိုနားမလည်နိုင်ဘူးဆိုရင်တော့မှရှင်းပြောရင်ဒီအတွက်ကိုခေါင်းထဲကထုတ်ပလိုက်သူတို့ပြောတဲ့အတိုင်းဖြစ်လာဤဖြစ်မလာဤကကိုနဲ့ပဲဆိုင်တာဟုတ်ပြီနော်ထပ်ပြီးတော့ရှင်းပြရမယ်ဆိုရင်ဖြစ်လာရင်ခံရမှာမတူခံရမှာလေကိုခံရမှာအဲ့ဒီပုံမှာတစ်ဖက်သားကနေကောင်းတဲ့ site ကနေတတိပေးတယ်နားလေတဲ့ဘက်ကတင်ပြတဲ့ခါမှာဒီပုံမှာကိုကဒီလိုတော့တက်တိနားလေတဲ့လူတွေကတင်ပြနေတယ်ဒီပုံမှာငါကြိုတင်ပြင်ဆင်သားမယ်ငါအတွက်ဘလို့ငါမိသားစုအတွက်ပေါ့နော်ထားပါတော့ဘလို့ပဲဖြစ်ငါတို့ဒီ cover လုပ်ထားမယ်ဆိုတဲ့အတွေးမျိုးလုပ်ထားရင်ရှင်းပြောရင်ဘာအကျိုးရုပ်မှာလဲနော်ဗျာလူတွေစိတ်နေစိတ်ထားကိုပြောစီခြင်းပြပြပါတော့တချို့ရေးကြတယ်ငလင်ကိုမင်းကဆရာကြီးလားအဲ့လိုမျိုးသူများကိုမင်းကဆရာကြီးလားငလင်လာမှမသူကကြိုတင်မှန်းနိုင်လို့လေမှန်းနိုင်မှတော့ဒီနေ့ဒီရက်ဖြစ်မယ်လို့ပြောပြီးပေါ့အဲ့လိုမမှန်းနိုင်တဲ့အတွက်ကြောင့်မလို့တော့ဒီလက်ဖြစ်လာတဲ့အချိန်မှာအနေကိုကြိုတင်ကာကွယ်နိုင်အောင်ဆိုပြီးတော့နားလေတဲ့လူတွေကစေနာနဲ့တင်ပြပေးတယ်ဒါပေမဲ့ခက်တာကဆိုတော့ကျွန်တော်ပြောလို့ပေါ့နော်တစ်ဖက်ပိတ်ဆိုတဲ့နေရာမှာခက်တာတစ်ဖက်ပိတ်တာမဟုတ်ဘူးနှစ်ဖက်လောက်ကိုပိတ်နေတာဘယ်ကဘာမှပြောလို့မရတော့ဟုတ် admin လဲ
ကျွန်တော်ဖတ်ရင်လည်းကိုချင်းတော့စာပါတယ်အားကြောင့်မို့ဒီအပြုသဘောနဲ့ဆွေးနွေးတာမျိုးလက်ခံပြီးတော့တဲ့နော်အပြတ်သဘောနဲ့ပေါ့နော်ဆိုတော့ပြောလို့မင်းကဆရာကြီးလားမင်းတို့ကဘယ်လောက်သိလို့လဲဘာညာဆိုတဲ့ဟာမျိုးတွေလာရင် comment ကဖြတ်ပြစ်မယ်ဆိုတာအမှန်တော့ရှင်းပြမယ်ဖြတ်ပြစ်မှုဘန်းကိုဘန်းပြရမှာအဲ့လိုလူမျိုးတွေကတကယ်ကိုတန်းပြတကယ်ဖြတ်စည်းနေတယ်လို့အဲ့တော့ဘာရှိလဲဆိုဥမာကဲကျွန်တော်ဒီအစီအစဉ်နဲ့ပြပြဒီနေ့ကျွန်တော်အစီအစဉ်ကိုဒီနေ့မှကျွန်တော်ပြောရဲဆိုပေမဲ့လက်ရှိရန်ကုန်မြို့မှာငလင်းလှုပ်သွားတယ်ကျွန်တော် Facebook မှာဓာတ်ပုံတွေတွေ့ရတယ်ဟုတ်ပြီနော်တောင်းကလာအက comment တွေဖတ်ကြည့်တယ် Facebook မှာဓာတ်ပုံတွေတွေ့ရတယ်ကျိုးဆို video file တွေတွေ့ရတယ် comment တွေလည်းဖတ်ကြည့်တယ်အဲ့တော့တောင်းကလာမှာဘယ်လောက်လှုပ်သွားတယ်ဆိုတောင်းမှာဘယ်လောက်လှုပ်သွားတယ်ဆိုဟာအိမ်ရခါသွားတယ်အမျိုးမျိုးပေါ့လူပေါင်းဆိုအားလုံးရေးကြတယ်ဟုတ်ပြီအဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သင်ခန်းစာယူစီရတခုကျွန်တော်ပြန်ပြီးရှင်းပြမယ်စကိုင်းမှာစပြီးတော့ဖြစ်သွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်ရန်ကုန်မှာတော့မှတကြံပွဲတော်မှကျင်းပပြုလုပ်ခဲ့သေးတယ်အဲ့ချိန်တော့ကျွန်တော်တို့ကိုယ်တိုင်ကိုလိုင်းမောကနေပြောတယ်ဒီလိုမျိုးဖြစ်နေတယ်ရန်ကုန်ဖြစ်ရင်မလွယ်ဘူးတနည်းအားဖြင့်ကျွန်တော်ရန်ကုန်မြို့ကအထက်မြင့်အဆောက်အဦတွေအရန်ပုံများတယ်မန္တလေးမှာတိုက်ခန်းဆိုတာရှားတယ်ဒါကျွန်တော်တို့သုံးသပ်ပြတာပေါ့နော်ရန်ကုန်မြို့မှာ contract တိုက်ခန်းတွေကပိုများတယ်တနည်းအားဖြင့်ဒီ contract တိုက်တွေရဲ့စောက်ထားတဲ့စံချင်းစံညွန်းစနစ်တွေရလဲဒါကျွန်တော်ပြမယ်နော်ဒီအစိုးရလက်ထက်မဟုတ်ဘူးခေတ်အဆက်ရှိခဲ့တဲ့အစိုးရတိုင်းမှာကိုအားနည်းချက်ရှိခဲ့တယ်ဒီနေရာမှာကျွန်တော်ပြောလို့ဆဲကျင်နေဆဲဒါကျွန်တော်တို့လက်တွေ့ကြုံခဲ့ရတဲ့ဖြစ်ပျက်တစ်ခုပဲဗျာဒီဆိုရမလို့ကောင်းတယ်ဒီဆိုရမကောင်းတယ်မို့သူခါနဲ့သူခေတ်ဆက်မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အတိုင်းအတာမှာအားနည်းချက်ကိုဒီတစ်ခုစီတော့ရှိခဲ့ကြတယ်အဲကျွန်တော်အဓိကပြောနေတာကရန်ကုန်မြို့မှာတချို့သောအဆောက်အဦတွေရှည်ဝေးမပြောနဲ့ကဲကျွန်တော်နေခဲ့ရတဲ့တိုက်ခန်းနော်တာဂီတာမှာနေခဲ့တဲ့တိုက်ခန်းနော်ဆောက်လို့ရေးကန်ထရိုက်တာကစောက်တယ်နော်ဒါကျွန်တော်နေခဲ့တဲ့အခန်းကိုရှင်းပြအောင်နော်ကန်ထရိုက်တာစောက်တယ်စောက်ပြီးတဲ့အချိန်မှာနော်ဘာ rules ရှိလဲဆိုတဲ့အခါကျတော့ဒီတိုက်ရဲ့ခေါင်မိုးအပေါ်မှာပေါ့နော်အပေါ်ဆုံး slip မှာဒီရေတံကြီးထန့်ကြီးပေါ့နော်ရေတံကြီးတန့်တွေကိုသူသတ်မှတ်ထားတဲ့အလုံးအရေအတွက် limit နဲ့ပဲဘယ်လောက်ဂါလန်ပဲထားရမယ်ဆိုတဲ့ဟာမျိုးသတ်မှတ်ချက်ရှိခဲ့သည်ပေါ့ဒါတော်တော်များလဲသိကြပါလိမ့်မယ်အဲ့တော့ရှိခဲ့တဲ့ဆိုတဲ့နေရာမှာပေါ့နော်ဒါကျွန်တော်တို့တကယ်ကိုဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါကျွန်တော်တို့တိုက်ခန်းတော်များမှာကြည့်ခုနောက်ပိုင်းဆက်တဲ့တိုက်ခန်းမှာရေချိုးကန်ပေါ့ရေချိုးကန်ဆိုရင်အောက်ကအုတ်ကန်ရှိတယ်အုတ်ကန်ရဲ့အပေါ်မှာမှရေတံကြီးတန့်ကိုရှိတယ်ကျွန်တော်ရေတင်ရင်ရေတံကြီးတန့်တွေကိုရောက်လာတယ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့စောက်တဲ့အချိန်မှာကျွန်တော်တို့ကတော့ပြောမှဆိုရင်ဓာကြီးကိုကြည့်လိုက်ရင်နည်းနည်းဒါပုံမှန်ပြောရင်တော့မျက်စိထဲမှာအမြင်မလှဘူးပေါ့နော်ကိုလည်းအနည်းပညာသမားဖြစ်ခဲ့တော့ဒါကိုမလှတော့တန်ကြီးအပြောက်လုပ်ချင်တယ်ဘာလို့ရေချိုးကန်ဆိုကျွန်တော်တို့နေခဲ့တဲ့ဒါတိုက်ခန်းပါပဲတိုက်ခန်းပါဆိုရင်ရေချိုးကန်ကျွန်တော်တို့လုံးဝ fully ကြွေပြားကိုအပြစ်ခတ်ချင်တာဒီထဲမှာကိုမျက်စိရှိတယ်မှာကြည့်တဲ့ခါမှာဒီတိုင်ကြီးဟီးပေါ့နော်ရှိနေတာကြီးကဘလို့မှတော်တော်ရုပ်ဆိုးနေတာအောင်မှာလဲတက်တာဘိန်းနေနေပေါ့နော်ကျွန်တော်စပြောကလေးကကိုအင်ဂျင်နီယာကိုဒီစောက်လို့ရေးကန်ထရက်တာကျွန်တော်ရှင်းပြပါတော့ကျွန်တော်အခန်းမှာကျွန်တော်တို့ကတော့ပြောမယ်ဆိုရင်တော့ကျူ point ယူထားတာပေါ့ကျူ point ယူတဲ့အတွက်ကြောင့်ကျွန်တော်ကစပြီးပြောတဲ့ကကျွန်တော်အခန်းမှာဒီ tag ကျွန်တော်မလိုချင်ဘူးဟုတ်ပြီအဲ့တော့ရေးဘလို့တင်ပါလဲဟိုးအပေါ်ဆုံးမှာကျွန်တော် stick tag အဲ့တော့တန်ကိုကျွန်တော်မလိုချင်ဘူးတန်ကြီးတက်မှာဆိုလို့stick tag ကျွန်တော်အပေါ်မှာထားခြင်းနဲ့ဘလောက်ဂါလန်ဆန့်တဲ့ဟာကိုကျွန်တော်ထားခြင်းတယ်ပေါ့နော်ထိုင်းတယ်အဲ့တော့ရမလားရှင်းပြောရင်ရမလားဆိုတော့ကျွန်တော်နားမလဲဘူးလေနားမလဲအတွက်ကြောင့်ကျွန်တော် contract ကိုကျွန်တော်ပြောတဲ့အခါမှာ contract ကလည်းရပါတယ်တဲ့နော်အဲ့အပေါ်မှာအကိုတို့အတွက်ကို stick tag ထားပေးပါမယ်ဆိုကျွန်တော်တို့အိမ်မှာကျန်တဲ့အခန်းတွေတော်တော်များများတော့သူပုံမှန်ဒီတန်ကီနဲ့ပဲကျွန်တော်တို့ကတော့သူခွင့်ပြုတယ်ဆိုတဲ့အတိုင်းကိုကျွန်တော်ဒီ stick tag ကိုအပေါ်တင်တယ်ပေါ့နော်အပေါ်တင်တယ်အဲ့တော့အပေါ်တင်တဲ့အခါမှာဘာပြဿနာဖြစ်လာလဲဆိုအမှန်တော့ရှင်းပြောရင်တော့ကျွန်တော်တို့နားမလဲတဲ့လူအပေါ်မှာနားလဲအောင် contract ကရှင်းပြရမှာဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးအဓိကဘာလဲဆိုတော့ပတ်စံယာရေးပဲကျွန်တော်တို့နားမလဲတော့ကျွန်တော်တို့ကမေးတာဒီဟာဒီပေါ်မှာတင်လို့ရလားမရလားသူရှင်းပြရမှာ
သူမရှင်းပြတော့ရရဆိုတော့တင်တာပေါ့ steel tank ကျွန်တော်တို့တင်တယ်အပေါ်မှာ weight ပေါ့နော်တင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အပေါ်ဆုံးထပ်မှာဒီတန်ကြီးကိုတင်တဲ့အခါမှာဒါပါတော့ဒီတို့ဒီအောက်ခြေပေါ့အောက်ခြေကိုဒီ drill နဲ့ဆော်တာပေါ့နော်ဆော်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့အပေါ်ဆုံးထပ်မှာရှိတဲ့ဟာကအကွဲကြောင့်လိုက်လာတဲ့အခါကျမှအဲ့ရဲ့ contract ကဘာရှင်းပြန်အကိုတဲ့တင်လို့မရဘူးတဲ့ဟာတင်လို့မရဘူးဆိုရင်အကိုအစိုးရပြောလေတယ်ကျွန်တော်တို့ကဒီချိန်မှာမှအကိုတို့လက်ခံနေဆိုလို့ဒီတန့်ကိုအပေါ်မှာတင်တယ်ကျွန်တော်အခန်းမှာလည်းဒီရေတံကြီးကမရှိတော့ဘူးစတဲ့ကောက်ကျွန်တော်တို့အောက်ဒီဟိုပြောမှဆိုအခန်း decoration ပြင်တဲ့ကောက်ကိုဒီနေရာရေတံကြီးအပြောက်လုပ်ပြီးတော့ကျွေပြားတွေလုံးဝအပြည့်ကပ်ပြီး decoration ကစလုပ်ပြီးပြီလို့အဲကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော်အခန်းမှာတော့တခုတော့ရှိတယ်အကိုရေတံကြီးအသေး short တင်မှရမယ်ဟောခင်ဗျစိုးရပြောလေလို့ဒါတော့တိုက်လုံးအတွက်အများရဲ့အန်ဒီဖြစ်တဲ့ကြောင့်ကျွန်တော်အားတာတွေငါအခန်းကြီးကရေတံကြီးအကြီးတင်မယ်လို့ဘယ်ဟုတ်မယ်အကိုကရတယ်ဆိုတော့ရေတံကြီးအကြီးကိုဝယ်လာတာဒါပေမဲ့အကိုဘက်ကရေတံကြီးအသေးပဲလိုအပ်တယ်ဆိုရင်တော့ဟုတ်ပြီကျွန်တော်ရေတံကြီးအသေးပဲကျွန်တော်ပြန်ဟိုတက်ပေးပါမယ်ဆိုတော့ရေတံကြီးအကြီးရတယ်အသေးပြောင်းပေးလိုက်သည်ပေါ့နော်ကဲဟုတ်ပြီဒါအဆင်ပြေတော့ဟာဒီပေါ့အဆင်ပြေသွားတယ်ကျွန်တော်နေတော့ဘာပြန်ကုန်သွားလဲဆိုတော့အောက်ကထိုင်တဲ့ဒီမော်တာဖတ်မှာအစပေါ့ဟုတ်တော့ဟိုအပေါ်ဆုံးထက်တီကိုမော်တာတွန်းအားတဲ့ရေကတင်ရတော့မှာဆိုတော့ထားပါတော့အဲ့ဒီမှာကျွန်တော်ဒါရေတံကြီးကိစ္စပြီးတော့အဲ့တော့ကျွန်တော်ဆိုရတဲ့ဘက်ကစကတည်းကဒီ contract တွေကနားလေအောင်သူတို့အစောကြီးကသူတို့ရှင်းပြရမယ်ဒီပေါ်မှာဘလောက်ဂါလန်ထက်တင်တဲ့ဟာမျိုးမရဘူးဆိုတာမျိုးเนาะလှုပ်ပြီးတော့မှအကိုဒီဟာတော့မရဘူးဒီမှာအကြောင်းတွေလိုက်လာရဲဆိုတာမျိုးအဲ့ဒါတခုနောက်ထပ်ပြီးတော့အန်ဒီရထပ်ပြီးတော့များလာကကျွန်တော်ကဘေးကန်းပေါ့အစွန်ကန်းပေါ့နော်ဒီတော့ဘေးမှာက contract တိုက်မရှိဘူးဒီဘက်ချမ်းမှာကတော့ contract တိုက်ရှိတယ် contract တိုက်ရှိကြတော့မိုးမထိဘူးကျွန်တော်ကဒီဘက်ခံမှာကတိုက်မရှိတဲ့ကြောင့်မလို့ဒီလိုရေပတ်တာရေပတ်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီနေရန်တွေကရေတွေပေါ့နော်ရေအကွက်ရေကွက်တွေစိတ်လာရေကွက်လေးတွေမြင်လာကျွန်တော် contract ကိုရှင်းပြအကိုတဲ့ရေမိုးအရင်ပတ်လို့တဲ့ရေသားစီးထည့်ရမယ်ဟုတ်ပြီကျွန်တော်ဒီနေရာမှာမေးပါမိုးအရင်ပတ်လို့ဆိုတော့ contract တိုက်ဒါကျွန်တော်နားမလည်ဘူးเนาะကျွန်တော်နားမလည်ဘူးဆောက်လို့ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလည်ဘူးဒါပေမဲ့ကျွန်တော်လူဘိန်းကြီးအကြံဉာဏ်တွေးပြမယ်ဆိုရင်ဒီလိုရေပတ်တိုင်းเนาะဒီလိုရေပတ်တိုင်းအုတ်ထဲမှာရေစိတ်ပြီးတော့ဟိုနေရာမှာရေတွေကွက်ဒီနေရာမှာကွက်ရလောက်တဲ့အထိမြန်မာနိုင်ငံရဲ့ဒီ construction ရဲ့စံနှုန်းတွေကအရင်ညံ့နေပြီလားဟုတ်ပြီเนาะစတင်စီပင်ကလာပြီးတော့ခွင့်ပြုရတဲ့အချိန်မှာဒါတွေကိုတိကျမစစ်ဘူးလားဟုတ်ပြီကျွန်တော်ပြောလိုက်အဲ့တော့ကျွန်တော်တို့ဘယ်လိုလဲကျွန်တော်တို့ကအကိုတို့အခန်းအပ်ပြီးသွားပြီအခန်းအပ်ပြီးတော့အကိုတို့ပဲဒါကိုဆက်ပြီးတော့ကိုယ့်အခန်းရေးမစိမ့်စေခြင်းလုပ်ပါဆိုတော့နားလေလူနဲ့ထပ်ပြီးအပ်ရတာပေါ့ပတ်စံတစ်ခါထပ်ကုန်တယ်ဟုတ်ပြီရေသားစီးဆိုရေသားစီးပေါ့နော်အပြင်ကနေတော့မကြောက်တနည်းလောက်နေတဲ့အချိန်မှာကျွန်တော်တို့အပြင်ဘက်ကပြန်ကြည့်တဲ့အချိန်မှာဟိုးအပေါ်ဆုံးတက်ကနေတတိယတက်လောက်ထိအလဲမှာအကွဲကြောင်းကြီးပေါ်ချလာတယ်ကျွန်တော်ကံတက်ကိုထပ်ပြတယ်အကွဲကြောင်းကြီးပေါ်လာပြီဒီလိုရှိတယ်ဒါမှရန်ကုန်မြို့မှာဘာငလင်းမှမလှုပ်သွားသေးဘူးနော်ကံတက်ကကြည့်လိုက်တယ်ဟောတဲ့အကိုတဲ့ဒါတော့ရှိပါတယ်တဲ့ရှိပါဘယ်လိုရှိလဲတိုက်ကအကွဲကြောင်းပေါ်လို့မရအောင်လေကျွန်တော်မဟုတ်ဘူးခင်ဗျားတို့တာဝန်ရှိတယ်ဒီပေါ်မှာတာဝန်ယူပြီးတော့လုပ်ပေးနေကျွန်တော်တက်ဆိုင်အောင်တိုင်ပါနော်ကျွန်တော်တစ်ပတ်တွင်လာပြီးတော့ဖြည့်ရှင်းပြီးတော့လုပ်ပေးပါမယ်တဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဗောနော်တစ်ပတ်လောက်နေလဲနေရော contract လက်တော့မလားတော့ကျွန်တော်လည်းဆက်ပြီးနေရမှာအန်ဒီကြောက်တဲ့အတွက်ကြောင့်မလို့ရှင်းပြတော့ရတဲ့စီးတော့ရောင်းခဲ့လိုက်တယ်ဒါကြပါပြီဒါဟိုးအရင်တော့ဗောနော်ကျွန်တော်တက်ခန်းနေခဲ့စဉ်ခါတော့ကြုံခဲ့တဲ့ဖြစ်ပျက်လေးကိုပြန်ပြီးရှင်းပြအဲ့တော့ဒီနေရာမှာကျွန်တော်ပြလို့ဗောမြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးဒီစံချိန်စံညွှန်းသတ်မှတ်ချက်တွေမှာအထူးသဖြင့်ဒီဆောက်လုပ်ခွင့်အစဉ်မျိုးခွင့်ပြုချက်ပါမစ်စတဲ့ဖြစ်အကုန်လုံးတော်တော်များများမှာပတ်စံပေးရင်ရပါတယ်နော်အဲ့ဒါကိုရှင်းရှင်းပြောရင်ဖင်ပေးပြီးတော့မငင်းပါနဲ့ဖင်ပေးပြီးမငင်းပါနဲ့နော်ကျွန်တော်အမျိုးအရင်ကြီးကစီပင်တာရမှာစောက်လို့ရေးဌာနမှာအကြီးကဲဖြစ်ခဲ့တာပါဟုတ်ပြီနော်အဲ့လိုပြောခင်ဗျားတို့နားလေ
ယ်ဆောက်လုပ်ရေးရဘယ်ပါမစ်ဘယ် construction မှာဘလို့ဆိုတာအိမ်မှာပတ်စံလာပြီးဂါလိုက်လက်မှတ်တစ်လုံးထိုးလိုက်အကုန်ပါမစ် automatic ကြပါတယ်ဟုတ်ပြီနော်အဲ့လောက်ဆိုရင်ကျွန်တော်တို့ပြောတာနားလေပါနောက်တစ်ခုကျွန်တော်တို့နေခဲ့တဲ့အိတ်တိုက်ခန်းမှာပဲမိသက် system ပါမယ်ဒီ fire ပေါ့နော်မိသက် system ပါမယ်ဆိုတော့သူသတ်မှတ်ချက်အတိုင်းပဲဒီမိသက်ပိုက်ကောင်းရှိတယ်ဒါပါတိုက်ခန်းမိလောက်တဲ့အခါကျရင်ဒီပိုက်ကနေပြီးတော့ရေထွက်ပြီးတော့ဒါကိုမိသက် system ပါမယ်ပေါ့ဟုတ်ပြီကျွန်တော်တို့နေခဲ့တဲ့တိုက်ခန်းမှာလည်းဒီမိသက် system ပါပါတယ်မိသက်ရေထွက်တဲ့အပိုက်ကောင်းပေါ့နော်မိသက်ကလာဆက်တယ်မိသက်ကလာဆက်တယ်ဟုတ်ပြီနော်ဒါကျွန်တော်ကြုံခဲ့ဘူးတဲ့ဟာကိုပဲပြောပြရရှိလာတယ်လာပြီးချိန်မှာ contract နဲ့ CBN လာတယ်ခဏပဲဆင်းပြီးတော့စကားလေးတစ်ချက်ပြောတယ်နော်ပြီးလဲပြောသူတို့လက်ဆွဲလေးနှုတ်ဆက်ကြတယ်ဘာဒီဘလို့ပေးလိုက်လဲမသိဘူးအဲ့မိသက်ပိုက်ကောင်းကိုတစ်ချက်မဆက်သွားဘူးလက်မှတ်ထိုးပေးလိုက်တယ် BCC ကျသွားသည်ပေါ့ဟုတ်ပြီနော်ဒါတကယ်ကြုံခဲ့ဘူးဖြစ်ဖြစ်သူများဟာကိုကျွန်တော်ပုတ်ခတ်နေတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးလားဖြစ်ဖြစ်အမှန်ကိုပဲတင်ပြတာဒါသူတို့ကိစ္စပေါ့အဓိကတော့ BCC ကျတယ်ကိုတိုက်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျရင်ကျွန်တော်တို့နေထိုင်နေရတဲ့ဗီဒီလူလူရဲ့အသက်အိုးရင်စီးစိမ်ဆိုတဲ့အပေါ်မှာဒါကြီးလုံးရှင်းပြနောက်ကြတော့ကျွန်တော်ကအပြင်ကနေကျွန်တော်အိမ်မှာဆိုဖာဝယ်တာပေါ့ဆိုဖာဝယ်တဲ့အခါကျတော့ဆူတီဟိုကနေဆိုဖာလာပို့လီကာကနေဆိုဖာတင်တဲ့အချိန်မှာမိသက်ပိုက်ကောင်းကိုဖွင့်တဲ့ခေါင်းလေးပေါ့ခေါင်းလေးကိုတိုက်မိလိုက်တယ်ဆိုဖာတိုင်းနဲ့တိုက်မိလိုက်တဲ့အချိန်မှာမိသက်ပိုက်ကောင်းကြီးကပြုတ်ထွက်တော့ကျွန်တော်အရန်လန့်သွားကျွန်တော်ထင်တဲ့အတွေ့အကြုံဒီရဲ့ပိုက်ကောင်းပြုတ်သွားအထက်မှာရေရှိပြီးတော့ရေရောနဲ့ထွက်ရမယ်လို့ကျွန်တော်ထင်ထားတာပေါ့နော်ဘာကြီးမှမရှိအဲ့ခေါင်းကဟိုဘက်လဲလို့မြဒီဘက်လဲလို့မြအသေးရုပ်ရည်အနေနဲ့ပြောမယ်ဆိုရင်စက်တင်စင်နာရဲဆိုပုံစံမျိုးဗျာဟာကျွန်တော်အရန်လန့်သွားတယ်ကျွန်တော်စဝယ်တော့တွေးလိုက်တာဒီအိမ်မှာတကူဖြစ်ရင်ပေါ့နော်လမ်းကျင်းတော့မိသက်ကဝင်လို့မရတာဖြစ်မှာဆိုမိသက် system ပါတယ်ဆိုတဲ့ဟာမျိုးနဲ့ဈေးကြီးပြီးဝယ်တာတကယ်တည်းအဲ့မိသက်ကောင်းက setting လို့ဖြစ်နေတာအဲ့တော့ဒီအပေါ်မှာကျွန်တော်ရေပိုက်သမားပေါ့နော်ဆိုတော့ရေမော်တာသမားကိုကျွန်တော်တို့ပဲနားမလည်တာလားနားလေလို့ခေါ်ရင်မေးကြည့်တယ်ဒီဟာကထွက်ဖို့အတွက်ကိုဟုတ်ပြီကျွန်တော်မေးကြည့်တာပေါ့ဒါကျွန်တော်တို့တွေးတဲ့အတွေးမျိုးမိတ်ဆွေလည်းတွေးကြည့်ပါနော်ကဲနေတာကန်ထရိုက်တိုက်ဒီမိသက်ပိုက်ကောင်းကအခုတိုက်ခန်းမီးလောင်တယ်ကဲဒီနေရာကနေကပိုက်ကြမ်းဒီရေကဘယ်ကလာမှာလဲလို့ဆိုအဲ့ရရေပြင်မော်တာပြင်တဲ့လူကအကိုမီးတာကျွန်တော်သိမရှင်းဘူးတဲ့ဟုတ်ပြီကျွန်တော်နားလည်ရှင်းပြမယ်ကျွန်တော်တို့ကအခုအောက်ဆုံးထပ်မှာတက်ရှိတယ်လို့တိုက်ခန်းပေါ့နော်ဒီ contract တိုက်ရဲ့အောက်ဆုံးထပ်မှာအဲ့တော့တနည်းအားပြောမယ်ဆိုရင်တော့ကျွန်တော်တို့နားလည်မယ်ဂျိုးပြူမဟုတ်ဘူးเนาะမြန်မာနိုင်ငံမှာသိကြပါလိမ့်မယ်ဂျိုးပြူရေရဲ့အဝေစီးရေပေါ့နော်အဲ့တော့ဂျိုးပြူရေကတော့ပုံမှန် line ကနေလွတ်တာကျွန်တော်တို့ကြတော့အဝေစီးဟုတ်ပြီနော်အဝေစီးရှိတဲ့အခါမှာဘာလို့လဲဆိုတော့တိုက်ရဲ့အောက်ဆုံးမှာသူကတိုက်လုံးစာရဲ့တက်ဆိုပြီးထားတာတယ်နော်တက်ထားတာတယ်အဲ့တက်ကိုမှဒီကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဒီမြေရှင်ဆိုတဲ့လူတွေပေါ့နော်မြေညီတက်မှာရှိတဲ့မြေရှင်ဆိုတဲ့လူတွေကတာဝန်ယူပြီးတော့ရေကိုမော်တာမောင်းပေးရတယ်မောင်းပေးတော့အဝေစီးတွေကဆုပ်ပြီးတော့အဲ့အောက်ကဒီတက်ထဲမှာ underground ထဲမှာတက်ထဲမှာရေကိုမောင်းထည့်တာပဲအဲ့ကနေမှကျွန်တော်တို့ကမော်တာနဲ့ဆုပ်ပြီးတော့အခန်းထဲကိုစီတင်ပေးတာပေါ့ဟုတ်ပြီအဲ့နေရာမှာတခုထပ်ပြီးကျွန်တော်ပြောရမယ်ဆိုရင်အမှန်ဆိုရင်မြန်မာနိုင်ငံတက်ခန်းဥပဒေအရာကအခန်းဝယ်မြေကြီးမပိုင်ဘူးတဲ့ဟုတ်ပြီအဲ့တော့အခုငလင်ကိစ္စတွေမှာတိုက်လုံးပြိုသွားတယ်မြေရှင်ကဘာဆုံးရှုံးမှာသူ့တက်မြေကြီးအခိုင်မှာရှိနေပြီသားလေတိုက်ခန်းမှာရှိတဲ့လူကတပြားတစ်ချက်မှမရတော့အဲ့ကိစ္စကလည်းအဲ့ဥပဒေကလည်းတမျိုးတော့တမျိုးပဲဗျာဒါထားပါတော့ဒါကြောင့်ကြုံခဲ့ဘူးလေဟာပေါ့အဲ့တော့ဒီမြေရှင်ကနေပြီးတော့ရေကိုမောင်းပေးရတယ်အဲ့တော့ तू ကသူ့မြေကြီးမလို့ तू ကဒီအပေါ်မှာသူ့အတွက်ကပိုင်ဆိုင်မှုကလည်းအပြည့်အဝသူရှိသားပြီလားလေမတော်စဒီတိုက်ခန်းကြီးပြိုသွားရင်တော့သူကမြေကြီးပိုင်အောင်ပါသူများတွေမှာစဉ်းစားကြည့်တိုက်ခန်းပြိုသွားရင်ဘာမှပြမရမှာဟုတ်ပြီနော်ဒါပေမဲ့ဒီအပေါ်မှာကိုတိုက်လုံးရေရဖို့အတွက်ကို तू ကရေမောင်းပေးရတယ်ဆိုတဲ့အတွက်ကြောင့်ရေဘူးဆိုပြီးတော့အိမ်မြေရှင်ကထပ်ပြီးပတ်စံထပ်ယူတယ်
ရေဘူးတဲ့ရေမော်တာမောင်းကပေါ့နော်ဒါမြန်မာပြည်မှာကြုံခဲ့တဲ့ဟာတွေပေါ့ဟုတ်ပြီအဲ့တော့ကဲရေမောင်းဒီစီရေတွေမှာပေါ့အဲ့တော့ကျွန်တော်ဆက်ပြပြတော့အဲ့ဒါဆိုရင်ဒီအောက်မှာရှိတဲ့တန့်လေးကတခါလေကြာရင်ကျွန်တော်တို့ရေတင်လို့မရလို့ရေကုန်နေတော့မှမြေရှင်ကိုသွားပြော့ရတယ်ရေကုန်နေပြီးတော့မြေရှင်โอเคရေမောင်းပြပါမယ်ဆိုတော့ရေမောင်းတော့မှအထက်ကိုရောက်တာထဲမှာထားတဲ့တန့်လေးကစဉ်းစားကြည့်တိုက်ခန်းတစ်ခန်းဘယ်လောက်ရှိမှလဲပေ40ပေ60အကွက်ပေါ်မှာနှခမ်းတွဲဆောက်တာလေဟုတ်တယ်နော်အော်ကျွန်တော်အဲ့ဆော့ရေမော်တာသမားအောင်မေးကြည့်တယ်တကယ်ဟက်ကမီးသက်မီးလောင်တယ်ဒီပိုက်ကနေဆိုတော့ဒီပိုက်ကငါတို့ကဆိုတော့ဂျိုးပြူနဲ့ join တာလားဒီရေအောက်ကကန်ကိုပဲစုပ်ပြီးတော့အိမ်နဲ့ပြန်တယ်ဒီအောက်ကကန်နဲ့စုပ်မယ်ဆိုရင်ဒီမီးသက်ပိုက်ကောင်းရဲ့ pressure ကဘလောက်ရေအားသွားနိုင်မှာလဲဆိုတော့ဒီမော်တာသမားသဘောပေါက်သွားပြီးတော့ရေးတယ်အခုကလည်းကျွန်တော်ရှင်းပြမယ်အဲ့ဒီပိုက်ကောင်းနဲ့အောက်ကကန်တွေကဘာနဲ့မှမဆက်ထားဘူးတဲ့အဲ့ဒါကြီးကဘာလို့ထားလဲဆိုတော့ဆောက်လို့ရေးပါမယ်အတွက်ကိုစီပင်မဲ့ဖြစ်မိသက်ကဖြစ်မိသက်ကလာတယ်ဟုတ်ပြီဒီတိုက်မှာမိသက်ပိုက်ကောင်းရှိပြီလားရှိတယ်ဟုတ်ပြီတွေ့တယ်လက်မှတ်ထိုးပါဒါပဲရေတဲ့ joiner လားရေဝင်လေးရလားရေထွက်လေးရတော့နားမလည်ဘူးလေအဲ့အတွက်ကိုဟန်ပြပဲရှိတာဆိုတော့အဲ့လိုတိုက်ခန်းမျိုးမှာကျွန်တော်တို့ထိုးမရောက်ငယ်ဘယ်လိုဆက်နေမလဲဒါကိုကျွန်တော်ပြောပြတာအဲ့တော့စီစဉ်အနှစ်ချုပ်အပြည့်ပြန်ပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာပျက်စီးခဲ့တဲ့ခေတ်အဆက်ဆက်မှာတကယ်တမ်းကျွန်တော်ပြည်လူထုရဲ့အသက်အိုးအိမ်စီးစိမ်ဖြစ်လာရင်ဘာမှကျွန်တော်မတတ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဖြစ်မှာစိုးလို့ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီလိုအစီအစဉ်တွေရတဲ့စင်ကျွန်တော်တို့သတိထားမိအောင်ဒါအခုကျွန်တော် channel ဆိုရင်ဒါ subscriber 3,400ရှိပါတော့ကျွန်တော်ဒါရှင်းမယ်ကျွန်တော်ဒါ save play button တော့ကျွန်တော်ရပါပြီအဲ့တော့တကယ် subscriber 3,000ဆိုတဲ့နေရာမှာမြန်မာနိုင်ငံကကြည့်ရှုတဲ့လူဦးရေ percentage အများပုံများတယ်အဲ့တော့ဘယ်လိုဖြစ်ဒီနေ့ကိုပြင်းတီကဘာပြောမလဲကိုပြင်းတီကဘာသုံးသပ်ပြမလဲဘာတက်ဆက်ပေးမလဲဆိုတော့ကြည့်ရှုနေတဲ့လူတွေထဲမှာကိုကြည့်လိုက်ရင်ကိုပြင်းတီကဒါလေးနဲ့ပတ်သက်ပြီးတော့ပြောသွားတယ်ဟုတ်ဒီရှိမဟုတ်ဒီရှိဖြစ်နိုင်ကြီးမဖြစ်နိုင်တာတွေတခဏတာကိုပြင်းတီကဒီဒါနဲ့ပတ်သက်ပြီးတော့ပြောသွားတယ်ငါတို့လည်းမိုးပြိုဒီရှိတော့ဒီလိုလေးတော့ပြင်ဆင်ထားမယ်ဒီလိုလေးတော့ကာကွယ်ထားမယ်ဆိုတဲ့ဟာမျိုးလေးတယောက်တော့လုံနိုင်ရင်တကယ်လက်တွေ့ဖြစ်လာရင်အဲ့ဒါတွေတကယ်အရန်ကျိုးရှိတာဒါကြောင့်ကျွန်တော်အစီအစဉ်အကျိုးရှိအောင်တချို့အကြောင်းအရာတွေမှာကျွန်တော်တင်ဆက်ပြသပေးနေတာအဲ့တော့ထွေထူးအနေနဲ့တော့ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ဒါတွေကကျွန်တော် shift vlog မှာလည်းပြောခဲ့ပြီးတဲ့အတွက်ကြောင့်မလို့တော့ဒါကြီးတော့ထပ်တော့မပြောတော့ဘူးအချို့အဖြစ်ပြောရမယ်ဆိုရင်တော့ပြင်ဆင်မှာဖြစ်မယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဖြစ်လဲမဖြစ်စေချင်ပါဘူးဖြစ်ခဲ့သည်ရှိတော့ဒုက္ခရောက်မှာဆိုတဲ့အတွက်ကြောင့်မို့စေတာနဲ့ဒီစီစဉ်ကိုတင်ပြတာပြင်ဆင်စရာရှိတာပြင်ဆင်မှာမိုးလုံမှာထုံချလို့အပူပဲဒါတလောကူအောင်မှနော်ရန်ကုန်မြို့တော်တော်များများနေရာမှာငလင်းနဲ့ပတ်သက်ပြီးတော့ကျုံခဲ့ပြီဒါအများကြီးအဆိုးကြီးမဖြစ်သွားဘူးတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်အတိတတိလေးနဲ့နေကြပါလို့ပြောခြင်းနဲ့ဒီစီစဉ်လေးကိုချုပ်ပါတယ်တစ်ဖက်မပိတ်ကြပါနဲ့နှစ်ဖက်လည်းမပိတ်ကြပါနဲ့နော်ပကံငလင်းပကိုးငလင်းဒါတကားရှိခဲ့ဖို့ပါတယ်အဲ့တော့ကျွန်တော်လည်းအဝေးကနေတော့ညလည်းမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပေးနေအတိတ်နဲ့နေကြဖို့ထပ်ပြီးတော့လို့ဆိုတတ်တောင်းလိုက်ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်